ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတော်မြို့နယ်ရှိမဟောဒရာကိုပိုင်းထပ်တန်းကျောင်းမှာ2026-2029ပညာသင်နှစ်အတွက်ပညာသင်ဆုရရှိသူများနဲ့လူရည်ကျွန်းဆုရရှိသူများကိုမေလ24ရက်နေ့ကရန်ကုန်မြို့ရှိအဆိုပါကျောင်းမှာကျင်းပခဲ့ပါတယ်။ဒါအပြင်မဟောဒရာကိုပိုင်းထပ်တန်းကျောင်းမှာအောင်မြင်ခဲ့ကြတဲ့ကျောင်းသားကျောင်းသူ200ခန့်မှအမျိုးသားသွေးလူပန်းနဲ့တက်မတော်ကရင်900စီယုံကိုစုပေါင်းသွေးလူရန်ခြင်းပြုလုပ်ခဲ့ကြပါတယ်။သတင်းပြေဆုံးကိုရန်ကုန်သတင်းဌာနခွဲမှာဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတော်မြို့နယ်ရှိမဟောဒရာကိုပိုင်းထက်တန်းကျောင်းကို2016ခုနှစ်ကစတင်တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး Grade 10မှ12ထိလက်ကသင်ကြားပေးလျက်ရှိနေပါတယ်။နှစ်စဉ်ကျောင်းသားကျောင်းသူ1000ကျော်ကိုပညာရေးဝန်ထမ်း100ကျော်နဲ့သင်ကြားပို့ချပေးနေပြီးနှစ်စဉ်ထူးချွန်ကျောင်းသားကျောင်းသူများထွက်ပေါ်လျက်ရှိနေတာဖြစ်ပါတယ်။ဘုံတို့ဒီကျောင်းမှာအစိုးရကသတ်မှတ်ပေးတဲ့စာမေးပွဲ၄ခုရှိတယ်။မှာဇူလိုင်စာမေးပွဲရှိမယ်။အောက်တိုဘာစာမေးပွဲရှိမယ်ဒီဇင်ဘာစာမေးပွဲရှိမယ်ဖေဖော်ဝါရီစာမေးပွဲရှိမယ်ပေါ့အဲ့စာမေးပွဲ၄ခုမှာဖြည့်ထားတဲ့အမှတ်တွေအကုန်ပေါင်းပြီးတော့အများဆုံးကလေးကိုပထမပေါ့ဒုတိယအများဆုံးကဒုတိယပေါ့တတိယအများဆုံးကတတိယအဲ့လိုခွဲပြီးတော့ဒီနှစ်မှဝင်လာတဲ့ grade 10အသစ်တွေကြတော့သူတို့ရဲ့ဝင်ခွင့်ဖြည့်ဆိုတဲ့အမှတ်ကိုပဲအများအနေလိုက်ပြီးတော့ပထမဒုတိယတတိယ grade 10အစိုးရရင် grade 10တဒန်းဒါပထမစုကိုတော့အခမဲ့ပေါ့ဒုတိယစုကတဝက်ပေါ့တတိယစုက3ကျိုးတချိုးပေါ့သက်တာခွင့်ရတယ်အဲ့လိုပဲ11ကလည်းပထမရရင်အဲ့11တစ်နှစ်စာတွဲရလည်းပထမရရင်တွဲတစ်နှစ်စာသူကတစ်နှစ်စာစီပဲဖြတ်ပြီးပေးသွားထူးချွန်ထက်မြက်တဲ့ကလေးတွေပေါ်ထွက်စေခြင်းလို့ရောက်လာစေခြင်းနဲ့ပေါ်ထွက်စေခြင်းနဲ့ကိုကလည်းအဲ့လိုလောကီပညာဘက်ကထူးချွန်ထက်မြက်တဲ့ကလေးတွေကိုဖះဆုံးမတွေသင်ပေးရင်းနဲ့ကိုယ်နိုင်ငံအတွက်တန်ဖိုးရှိတဲ့မျိုးဆက်ကလေးတွေကိုမွေးထုတ်ပေးခြင်းတာအဲကြောင့်မလို့ဒါဒီနှစ်3ယောက်စီပေါ့တဒန်းနောက်နှစ်ကျရင်တဒန်းကို9ယောက်စီသွားမှာပေါ့ဒီကျောင်းကနေပြီးတော့ကျောင်းပြီးသွားတဲ့ကလေးတွေပေါ့အခြေခံပညာပြီးသွားတဲ့ကလေးတွေ1 2 3 4 5 6ထိရှိသွားပြီ6တုပ်ရှိသွားပြီပေါ့အဲ့ဒီကလေးတွေကသွေးလူခြင်းတယ်လို့ပြောတော့ဒီနေ့စည်ရင်ပေးတာကျောင်းသူအလုံးပေါင်းတော့200လောက်ရှိတယ်ဒီမှာလာပြီးတော့သွေးလူပေးကြတယ်အမျိုးသားသွေးလူပန်းတဝက်တမတော်ဂရင်900ဆေးရုံပေါ့သူတို့တဝက်အဲ့လိုလူပေးတာပေါ့နော်ပြီးခဲ့တဲ့2025-2026ပညာသင်နှစ်မှာမဟောဒရာကိုပိုင်းထက်တန်းကျောင်းမှာမြန်မာနိုင်ငံလုံးအမှတ်များဆုံးစီးရင်ဝင်ကျောင်းသူ2ဦးပေါ်ထွက်ခဲ့ပါတယ်။ထူးချွန်ကျောင်းသားကျောင်းသူတွေကိုစုချင်းမြင့်ခြင်းဟာကလေးများရဲ့စ조사အထောက်မှုထူးချွန်ပြောင်မြောက်မှုကိုအတိမတ်ပြုံသာမကအခြားကျောင်းသားကျောင်းသူများလည်းအတူယူအားကြပြီးပုံမစ조사လာစေဖို့ရွယ်ကဂုဏ်ပြုပွဲများကိုကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။